One, two, three. ဟိုအားလုံးပဲမင်္ဂလာပါဒီနေ့အကြီးချင်းမိုင်ရစင်စကန်းကိုတိုးနဲ့သွားခဲ့တဲ့အကြောင်းလေးကို sharing လုပ်ပေးပါမယ်အရှင်ကထင်တာလေတိုးနဲ့သွားလို့ရှိရင်သူတို့စာပေခါတွေအများကြီးပတ်စံအများကြီးပေးရတယ်ထင်တာပေါ့နော်တကယ်တော့အလုံးမဟုတ်ပါဘူးအရန်ကိုတမ်းပါတယ်နေကြီးတို့ချင်းမိုင်ကနေမနက်အစောကြီးသူတို့ကားလာခေါ်တယ်ပေါ့နော်တနေ့ကုန်လဲတဲပြီးတော့ညနေကျရင်တော့ဟိုတယ်ကိုပြန်ပို့တယ်ပေါ့နော်တနေ့ကုန်လဲစင်စခန်းရယ်ပြီးတော့ရေတခွန်ရယ်လိုက်ပို့တယ်ပေါ့နော်အဲ့ဒါကိုစုပေါင်းမှ1000ပဲကြပါတယ်တရက်ကိုပြီးတော့နေ့လယ်စာဘူဖေးလည်းပါသေးတယ်ပေါ့နော်အဝါဆိုင်ဒါကတော့စင်နေကျွေးဝတ်ထမင်းလုံးတာဖြစ်ပါတယ် Italy, they are great in the boats. If you feed to them and then you can do ပြီးတော့ဒါကစင်နေကိုဘလို့အစားအစာကျွေးမလဲဆိုတာကိုအဲ့ကဝန်ထမ်းကနေပြန်ရှင်းပြတာပေါ့နော် vitamin ball. Let your bone. အမစင်နေကိုကြံရည်ထမင်းလုံးနဲ့ကျွေးတာပါအမရှိမမြေကြီးတွေကိုဖွာပြီးဆော့သွားစင်မရင်သားလမ်းလျှောက်တယ်ဆိုအဲ့ဒါကိုပြောရနေမယ် Yeah. I come try. You want to take shot? Time for spa. ဒါတော့တခုနမြေကြီးတွေလည်းရှိမှဆော့ပြီးတော့ကျောပေါ်မှာမြေကြီးတွေတင်တော့လာချုပ်ခိုင်းတာဖြစ်ပါတယ်ဒါလည်းခုနရှုံးမတ်ပါပြီးတော့ဆန်းတောင်းလာလာချုပ်ပေးရအောင်ရတဲ့ဥပဆန်းချောင်းရဲ့တော်ရီတောင်လေးရဲ့ဒီစင်စင်လေးနဲ့အရန်ကိုတာရတယ်ပေါ့နော်။ခုတည်းတစ်ခါတော့သွားလေကြည့်ပါ Gonna make video. Make video. Yeah.